လွန်ခဲ့တဲ့နှစ်တွေတုန်းကအရန်ကိုအေးချမ်းပြီးနေချင်းစုပ်ပွဲကောင်းတဲ့ရွာငယ်လေးတွေရွာရှိခဲ့တာပေါ့အဲ့ဒီရွာမှာရွာသူကြီးအနေဖြင့်ဦးစိန်တောင်းကအုပ်ချုပ်နေထိုင်ခဲ့တယ်ဗျတနေ့မှာရွာသူကြီးဦးစိန်တောင်းရဲ့တက်တူရွယ်သူဦးဖိုးထွန်းရဲ့ဦးစိန်တောင်းရဲ့သားထွန်းလာတို့၃ယောက်ရက်ရွာတည်ငြိမ်ရေးအတွက်တိုင်ပင်နေတဲ့အချိန်တွင်သူတို့နဲ့ခက်လက်လန်းမှာအရှင်ဝိတာလို့ဘွဲအမည်ရှိတဲ့ရဟန်းဝတ်နဲ့ဘုန်းကြီးတစ်ပါးကြွားချီလို့လာခဲ့တာပေါ့ထိုအချိန်တွင်တကြီးကလက်အုပ်ချီကယခုလိုပဲမေးလိုက်ပါတယ်အရှင်ဖေဟာဘယ်ကိုကြွားမလို့လဲဖေဟာဖုန်းကခုနှစ်ရက်သားသမီးတွေကိုကင်တင်ဖို့ခရီးသွားနေတာပါဒီရွာကိုရောက်တော့ရောက်ခိုင်းဒီရွာကအနောက်ဆက်တွေတရေတစီတွေကိုဖုန်းဖယ်ရှားပေးသွားခြင်းနဲ့အဲ့ဒီတော့ဖုန်းကိုနေစရာတစ်ခုလောက်စပေးပါတကားကြီးဟုတ်ကဲ့ပါအရှင်ဖေဟာတပည့်တော်တို့ရွာမှာကကိတ္တနာကိုရဘုန်းကြီးကြောင့်မရှိပါဘူးဖေဟာတကယ်လို့အရှင်ဖေဟာနာကိုခြင်းနဲ့ဆိုရင်တပည့်တော်တို့ရွာထိပ်ကကြောင်ပြည့်ကြီးတစ်ခုလို့ရှိတယ်အရှင်ဖေဟာနေဖို့တော့တပည့်တော်တို့တက်စီတော်လောက်ပေးပါမယ်ဖေဟာရွာတကြီးတယောက်အဲ့လိုပြောဆိုပြီးအရှင်ဝိတာကိုရွာထိပ်ကကြောင်ပြက်ကြီးစီသို့ခေါ်ဆောင်သွားခဲ့တော့တယ်ကြောင်ပြက်ကြီးစီကိုရောက်တော့တကြီးရဲ့ဦးဖိုးထွန်းရဲ့ကိုထွန်းလာတို့၃ယောက်တန့်စီရေးစလုပ်ကြပါတော့တယ်မနက်9နာရီကနေစလုပ်လိုက်တာညနေခင်းကိုရောက်တော့အကုန်ပြီးစီးသွားခဲ့တော့တာပေါ့ဒီလိုနဲ့ဦးစင်ဝိတာကိုကြောင်ပြက်ကြီးမှထားခဲ့ပြီးတကြီးတို့၃ယောက်ဦး၃ချိန်ချကထွက်သွားခဲ့တော့တာပေါ့ညအခါကိုရောက်တော့ဦးစင်ဝိတာတယောက်အောက်လံပညာတွေနဲ့သူဤခန္ဓာကိုယ်ရဲ့အတွင်အားကိုအစင်မြင့်တင်နေပါတော့တယ်ထိုအချိန်တွင်ဦးစင်ဝိတာရဲ့မျက်နှာအတွင်ပြင်ကအလွန်ကိုကြောက်မက်ဖွယ်ကောင်းနေခဲ့တော့တယ်ဗျအဲ့လိုနဲ့ဦးစင်ဝိတာလည်းသူအနှစ်နှစ်လာကျင့်ခဲ့တဲ့ကျင့်စဉ်ကိုအောင်နိုင်သွားပြီယခုလိုပဲကြွေးကြော်လိုက်ပါတော့တယ်အောင်ပြီးကွာအောင်ပြီးဟာဒီနေ့ကစပြီးမင်းတို့ရွာကိုငါအပြီးမှတိမ်ပိုက်တော့မယ်အားလုံးပဲတီးပူတာပြင်လာကြနောက်တနေ့မနက်ကိုရောက်တဲ့အခါမှာတော့ဖွားရေးကြိုင်တို့မြည်ဖွား2ယောက်တကြီးပြောပြထားလို့ရွာထိပ်ကကြောင်ပြက်ကြီးမှနေထိုင်တဲ့ဦးစင်ဝိတာစီစားစရာအဖွဲနဲ့တွားရောက်ခဲ့တော့တာပေါ့ခဏကြာမှာတော့ဖွားရေးကြိုင်တို့မြည်ဖွား2ယောက်တည်ဦးစင်ဝိတာစီတဲ့ကျောင်းစီတို့ရောက်စီခဲ့ပါတော့တယ်ကျောင်းကိုရောက်တဲ့အခါမှာတော့ဖွားရေးကြိုင်တယောက်မောလို့ခဏထိုင်နေတဲ့အချိန်ဦးစင်ဝိတာထွက်လာပြီးဖွားရေးကြိုင်ကိုကျမ်းမရေးချင်းနေမကောင်းဖြစ်တဲ့အကြောင်းပြောရင်းဖွားရေးကြိုင်နဲ့အတူပါလာတဲ့မိမလေးသူစားကိုမျက်တောင်မခတ်ပဲစိုက်ကြည့်နေခဲ့တော့တယ်ဗျထိုအခါတွင်ဦးစင်ဝိတာရဲ့အကြည့်တွေကြောင့်သူစားတယောက်စိတ်တွေမတည်မငြိမ်ဖြစ်လာကစွန်ဟင်းစွန်ထမင်းများကိုအလင်းအမြန်ကပ်ပြီးအိမ်ကိုပြန်ခဲ့တော့တာပေါ့အိမ်ကိုရောက်တဲ့အခါမှာသူစားတယောက်သူမကြီးအဖွားကိုအခုလိုပဲပြောပြခဲ့တော့တယ်အဖွားဖုံးရဲ့ပုံစံကြည့်ရတာတမီးတိတ်မတင်ကောင်းတမီးကိုကြည့်တဲ့အကြည့်တွေကလည်းတမီးတိတ်သဘောမကျဘူး။အိုးသမီးသူစားရဟန်းတန်ဃာတွေကိုအဲ့လိုမပြောကောင်းဘူးကွ။ငရဲကြည့်တတ်တယ်။နောက်ဆိုအဲ့လိုမပြောနဲ့နော်။ဘလို့ပဲဖြစ်ဖြစ်သင်္ကန်းဝတ်ကြီးနဲ့ကဖုံးကြီးပဲကွ။နောက်ဆိုစိတ်နဲ့တောင်မပြစ်မာနဲ့ကြားလား။ဟုတ်ကဲ့ပါအဖွား။တမီးနောက်ဆိုအဲ့လိုမပြောတော့ပါဘူး။အဲ့ဒီနောက်သူစားတို့အိမ်ဆေးကိုထွန်းလာတယောက်ဆိုင်ကယ်နဲ့ဖြတ်သွားတော့အခါထွန်းလာကိုကြိုက်နေတဲ့သူစားတယောက်ကယခုလိုပဲပြောလိုက်ပါတယ်ကိုထွန်းလာရှင်ကိုကျမချစ်တယ်တနေ့ကျရင်ရှင်ကျမယောက်ျားဖြစ်ကိုဖြစ်ရမယ်သူစားကလည်းခေသူမဟုတ်ပဲအောက်လံပညာရက်တွေတက်မြောက်ထားတဲ့သူတယောက်ဖြစ်တယ်နောက်တနေ့မနက်ကိုရောက်တော့ရွာသူရွာသားများသည်ဦးစင်ဝိတာတယောက်ဆုံးငံထွက်လာတာကိုစွန်လောင်းလူရန်အတွက်လမ်းမှာထွက်ဆောင်နေကြတော့တယ်ဗျဒါပေမဲ့ဦးစင်ဝိတာတယောက်မနေ့ကနဲ့မတူပဲဒီနေ့ပုံရိပ်ကအလွန်ကိုထူးဆန်းနေခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဦးစင်ဝိတာရဲ့မျက်နှာကဖြူဖြောဖြောအယောင်တို့စီပြီး
ခန္ဓာကိုယ်ကလည်းပိန်ချုံနေတော့သည်ထိုအခါမှာတကြီးဦးစိန်တောင်းက အရှင်ဖျားကျမကြီးရောကောင်းရဲ့လားဗျအရှင်ဖျားကြည့်ရတာမျက်နှာဖြူပဲဖြူရော်တွေဖြစ်နေတယ်လို့ပဲဘာမှမဖြစ်ပါဘူးတကားရဲ့ဖုံဖုံခုနှစ်ရက်သားသမီးတွေကိုကဲတင်ဖို့ဘာမှမစားပဲအတိတ်ထဝင်ရတော့နည်းနည်းပိန်သွားတာပါစိတ်မပူကြနဲ့နော် ထို့သို့ပြောဆိုပြီးဦးစင်းဝိတာနေတဲ့ကျောင်းပြက်ကြီးစီသို့ပြန်ကြွသွားခဲ့ပါတော့တယ်ဦးစင်းဝိတာပြန်ကြွသွားပြီးတိတ်မကြခင်အချိန်မှာပဲကောင်းကင်ရံကအုံမိုင်လို့သွားခဲ့တော့တာပေါ့အဲ့ဒီအချိန်မှာသူစားတယောက်အိမ်ရဲ့မျက်နှာစာဆေးမှာထိုင်နေတော့ဖြက်ကနေဆိုသလိုဦးအောင်ဆွေတို့အိမ်ထဲကိုအရေးရောင်တစ်ခုဝင်သွားတာကိုတွေ့လိုက်ရပါတယ်ထိုမြင်ကွင်းကြောင့်သူမတန်တရားဝင်ကဦးအောင်ဆွေရဲ့အိမ်သို့ခြေလန်းခပပလှမ်းကသွားပြီးအိမ်ရဲ့တကားဝါကိုတွန်းဖွင့်လိုက်တဲ့အခါမှာတော့သူမမြင်လိုက်ရတဲ့မြင်ကွင်းတချို့ကမယုံနိုင်လောက်အောင်ပါပဲဦးအောင်ဆွေရဲ့အသက်မစီတော့တဲ့ခန္ဓာနဲ့ဥတွင်းကလေးစားတွေမစီတော့တဲ့ရုပ်လောင်ကိုအံ့ဩစွာမြင်တွေ့လိုက်ရပါတော့တယ်ထိုအခါသူစားတယောက်ဆက်ဆုပ်ယွန်းစားစွာနေရာမှာတင်အန်ချလိုက်တယ်ဗျခဏကြာမှာတော့သူစားရဲ့ခေါင်းထဲတွင်အတွေးတစ်ခုဝင်လာကလမ်းမှာပြေးကြံနေတဲ့သွေးချီရာတွေနောက်ကိုနောက်ရောက်ခံလိုက်ပါတော့တယ်ထိုသွေးချီရာတွေသည်ဦးစင်းဝိတရဲ့ကြောင်းပြဲစီသို့ဦးတည်သွားနေခဲ့တော့တာပေါ့ ငါထင်ထားတဲ့အတိုင်းပဲဒီဖုန်းကြီးကရဟန်းစစ်တော့မဟုတ်တော့ဘူးအောက်လန်းပညာရဲ့တစ်ခုခုကိုတက်မြောက်ထားသူပဲဖြစ်ရမယ်ဟုတ်မဟုတ်သေးကြအောင်ကျောင်းပေါ်ထိငါတက်ကြည့်ရမယ် အဲ့လိုပြောပြီးသူစားလဲခြေလန်းလန်းကကျောင်းပေါ်သို့တက်သွားခဲ့ပါတယ်ကျောင်းပေါ်ကိုရောက်တော့ဦးစင်းဝိတာက မင်းကြီးကိုတယောက်ထဲလာရဲတယ်ပေါ့မင်းငါ့ကိုနည်းနည်းလေးမှမကြောက်ဘူးလား အရှင်ဘုရားကထူးချွန်ထမ်းမြတ်ပါတယ်တပည့်တော်မှာအကူအညီတစ်ခုတောင်းမှုလာခဲ့တာပါအဲ့ဒီအကူအညီကတပည့်တော်မှာရဲ့အချစ်ရည်အတွက်ပါအရှင်ဘုရားကူညီပေးနိုင်မလား မင်းငါ့ကိုဘာတွေလာပြောနေတာလဲ ရတယ်လေအရှင်ဘုရားမကူညီရင်အရှင်ဘုရားကယဟန်အစစ်မဟုတ်ကြောင်းအောက်လံပညာတွေတက်မြောက်ထားသူဖြစ်ကြောင်းဆိုပြီးရွာသူရွာသားတွေကိုကျမလိုက်ပြောလိုက်မယ်အဲ့ကကြရင်အာနာပိုင်တွေကလာဖမ်းလိုက်မယ်အရှင်ဘုရားမတတ်နိုင်မလဲ ထိုအချိန်တွင်ဦးစင်းဝိတာအတွေးတစ်ခုဝင်က ကောင်းပြီငါမင်းကိုကူညီပေးမယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်ငါမင်းကိုမကူညီခင်မင်းရဲ့ခန္ဓာကိုတန့်စင်ရလို့ဘူးလို့တယ်အဲ့ဒီတော့တန့်စင်ခံသွားပြီးရေချိုးဝတ်လေလိုက် သူစားသည်ဦးစင်းဝိတာပြောတဲ့အတိုင်းလိုင်းနာကလောကကြီးခဏအမှောင်ဖုံးသွားတော့တယ်ရုတ်တရက်သူစားမေ့မျောရမှနိုးလာပြီးမျက်စိဖွင့်ကြည့်လိုက်သည့်အချိန်တွင်သူစားရဲ့ဘေးမှာအိမ်မော်ကျနေတဲ့ဦးစင်းဝိတာကိုတွေ့လိုက်တော့လန့်သွားကငေတံမှာပေါအောင်អော်လိုက်တော့တာပေါ့ထိုအခါတွင်အရာအလုံးကနောက်ကျသွားခဲ့ပြီးသူစားလည်းဦးစင်းဝိတာရဲ့ဇနီးတစ်ယောက်ဖြစ်သွားခဲ့တော့တာပေါ့သူစားမှာဆက်ယုံမှုကတကြောင်ကြောက်ရွံ့မှုကတကြောင်နဲ့တလန်းလုံးငိုကအိမ်တို့ထွက်ပြေးလာခဲ့တော့တယ်အိမ်ရောက်တော့အဖွားပြစ်သူကိုဘာမှမပြောတော့ပဲအခန်းထဲသွားငိုနေပါတော့တယ်အဲ့ဒီအချိန်မှာရွာသားတွေရရုပ်တသက်ဖြစ်လာကြတယ်အိမ်တအိမ်တွင်ရွာသားတစ်ယောက်ကဥပလီစာတွေမပါပဲဝမ်ပိုက်ဟောင်းလောင်းကြီးနဲ့တေဆုံးနေတာကိုတရွာလုံးကမြင်တွေ့လိုက်ကြတော့တယ်ထိုအခါတွင်တကြီးက ထူတော့ထူဆန်းနေပြီဟိုတလောကပဲဒီလိုဖြစ်ရမျိုးဖြစ်သွားတာမကြသေးဘူးခုထပ်ဖြစ်ပြန်ပြီဒါမသိငါစီရပဲဒီကိစ္စကိုငါကင်တယ်ဖြစ်စမှာဖြစ်တော့မယ် ဟုတ်တယ်တကြီးဒီကိစ္စကိုဒီတိုင်းထားလိုက်ရင်ကျွန်တော်တို့တရွာလုံးမီးလောင်တိုင်းတွင်းသလိုအကုန်တေကုန်ကြလိမ့်မယ်ဗျအမြန်ဆုံးအကောင့်တယ်ဖော်ပေးပါတော့တကြီး ခဏကြာတွင်ထိုရသားရဲ့အလောင်းကိုမိတကြိုလိုက်ပါတယ်ဗျာထိုအခါတွင်ဦးစိန်တောင်းသည်ရွာသူရွာသားများကိုလုံလုံကြုံကြုံနေဖို့ရယ်အရင်ကထက်အသွားလာပို့ပြီးဂယူးဆိုင်ဖို့ရယ်အသက်ပေးအန္တရာယ်ကလွတ်ကင်အောင်နေကြဖို့မှာကြားလိုက်ပါတော့တယ်ဒီလိုနဲ့လာရောက်မစီးတဲ့ညတညကိုရောက်စီးလာခဲ့တယ်ဗျထိုလာရောက်ရဲ့အောက်မှာထွန်းလာတစ်ယောက်တနက်ကိုကိုင်းကအ
အိမ်စီရဲ့မျက်နှာစာမှာထိုင်နေတဲ့အချိန်ရုတ်တရက်အိမ်စီမှာခြိထားတဲ့နွားတစ်ကောင်ရဲ့အော်တန်ကိုကြားလိုက်ရတယ်ဗျကိုထွန်းလာလည်းမတင်ကားတာနဲ့တနက်ကိုကင်ပြီးနွားရဲ့အနာကိုဖြည်းဖြည်းချင်းသွားပြီးကြည့်လိုက်တဲ့အချိန်မှာဘာအရေးရောင်မှမတွေးစီလိုက်ပါဘူးအဲ့ဒါနဲ့နွားတင်ကုန်းအနောက်ရဲ့ခက်ဝဝေးနေရာတစ်ခုစီသို့လမ်းဆောက်သွားကအဆေးတွေအရန်စီလျားတဲ့မျက်တွေကိုဆွဲဖက်လိုက်တော့တယ်ဗျထိုအချိန်တွင်အလွန်ရုပ်ဆိုးတဲ့ခန္ဓာနဲ့လူတစ်ယောက်ကိုတွေးလိုက်ရတဲ့အခါထွန်းလာတစ်ယောက်တနက်နဲ့လှမ်းပစ်ပါတော့တယ်ခဏကြာမှတော့ထင်ရှားတဲ့ရုပ်သွင်းပြင်နဲ့သင်္ကန်းကိုခြုံပြီးပပိန်ပပါရုပ်ဆူဆူနဲ့သူကအစင်ဝိတာဖြစ်နေတော့တာပေါ့ထို့နောက်ဦးစင်းဝိတာသည်ထွန်းလာရဲ့ကြည်စံချက်တွေကိုရှောင်တိန်နေပေမဲ့ထွန်းလာရဲ့ပြစ်ချက်တွေကအရန်ကိုတီးကြတာကြောင့်ဦးစင်းဝိတာရဲ့ဝမ်ပိုက်ကိုကြည်စံထိမှန်ကမြေပြင်ပေါ်သို့ပြုတ်ကျသွားပါတော့တယ်ဦးစင်းဝိတာသည်သူ့လှရက်တွေတရွာလုံးရိမ့်မိသွားမှဆိုလို့အမြန်ပြန်ထားကထွန်းလာရဲ့အန်ဒီရကနေလွတ်အောင်ပြေးနိုင်ခဲ့တယ်နောက်တနေ့မနက်ကိုရောက်တော့ထွန်းလာတယောက်အိမ်ကိုပြန်ရောက်ချိန်အဖေဖြစ်သူဦးစိန်တောင်ကအိမ်ထဲကနေအိမ်အပြင်ကိုထွက်လာပြီး ထွန်းလာမင်းညာကဘယ်သွားနေတာလဲအိမ်လည်းပြန်မအိပ်ဘူး ဟုတ်တယ်အဖေကျွန်တော်ညာကအိမ်စီမှာကင်းဆောင်နေတော့နွားတွေအော်တန်ကြလို့မတင်ကားတာနဲ့နွားတင်ကိုအနောက်ကိုဝင်သွားကြည့်တာဦးစင်းဝိတာရဟန်းဝတ်ကြီးနဲ့အလွန်ကြောက်စရာကောင်းတဲ့မခေါင်းဆိုးဝါးတစ်ကောင်ဖြစ်နေတာကိုကျွန်တော်တွေးလိုက်တယ်အဖေအဲ့ဒါနဲ့ကျွန်တော်တနက်နဲ့ပြစ်လိုက်တာသူ့ဝမ်ပိုက်ကိုထိမှန်သွားတယ်ကျွန်တော်လည်းအနီးကပ်ဖမ်းဖို့လုပ်တော့သူထွက်ပြေးလွတ်မြောက်သွားတယ်အဖေဦးစိန်တောင်းသည်သူ့သားရဲ့စကားကိုတဝက်ပဲယုံပြီးတဝက်မယုံကြည်ဖြစ်နေတော့တာပေါ့ဘာလို့လဲဆိုတော့သူ့သားကအမြဲစားနောက်တဝက်အတီပြောတဝက်ဖြစ်တတ်လို့ပါပဲဒါပေမဲ့လည်းထွန်းလာစကားတဝက်မှန်တာကြောင့်တကြီးဦးစိန်တောင်းလည်းဘုန်းကြီးเจ้าကိုတွားပြီးစစ်ဆေးဖို့စဉ်းစားလိုက်ပါတော့တယ် ကောင်းပြီငါမနှက်ပြန်ဆရာတော်နေတဲ့ကြောင်းကိုသွားပြီးမင်းပြောတာဟုတ်မဟုတ်သွားကြည့်မယ်မင်းတငယ်ချင်းတယောက်ကိုပါခေါ်ပြီးမိဘငါနဲ့လိုက်ခဲ့ အဲ့ဒီလိုနဲ့တကြီးဦးစိန်တောင်းတို့၃ယောက်ဦးစင်းဝိတာတည်င်းသုံးတဲ့ကြောင်ပြက်ကြီးစီတို့တွားပြီးအခြေအနေကိုစောင့်ကြည့်နေခဲ့တော့တယ်ဗျထိုအခါတွင်ဦးစိန်တောင်းသည်ဦးစင်းဝိတာတရားထိုင်နေတဲ့မြင်ကွင်းကိုပဲမြင်တွေ့တော့တာပေါ့မဟုတ်ဘူးအဖေကျွန်တော်မျက်စိနဲ့တိတိကျကျပဲမြင်လိုက်တာပါမကောင်းဆိုးဝါးကြီးကဦးစင်းဝိတာမှာဦးစင်းဝိတာပဲတကယ်ကိုမယုံနိုင်လောက်အောင်ပါပဲလား မင်းမစက်ကိုပိတ်ထားလိုက်စမ်းထွန်းလာနောက်ပြီးမင်းအမြဲကိုင်းနေတဲ့တနက်ကိုလည်းမင်းအန်ဒီရဲ့တော့ပဲမင်းပိတ်ထားလိုက်ဘယ်တော့မှထုတ်မတုံးနဲ့ ဦးစိန်တောင်းလည်းစိတ်တို့သွားပြီးသူ့သားကိုစူပူကျိမ်းမောင်းနေတဲ့အချိန်ဦးစင်းဝိတာကမျက်လုံးဖွင့်ကဦးစိန်တောင်းကိုယခုလိုပဲပြောလိုက်ပါတယ် ဒကာကြီးစိန်တော့ဘာလို့ဖြစ်နေကြတာလဲဦးစင်းဒီမှာတရားထိုင်နေတယ်လေကွယ်ဟုတ်ကဲ့ပါဘုံဘုံဖျားတပည့်တော်ရိုင်းပြသွားရင်ခွင့်လွှတ်ပေးတော့မူပါတပည့်တော်ရဲ့တာမိုက်ပြည့်တွေကိုပြောဆိုဆုံးမနေတာပါစင်ဖျားလည်းတရားစထိုင်လိုက်ပါဦးမူကလည်းချုပ်တော့မှမဟုတ်တပည့်တော်တို့အိမ်ပြန်လိုက်အောင်မယ်ဗျာ ထိုအချိန်တွင်ရွာတကြီးဦးစိန်တောင်းဦးစင်းဝီတာကိုတတိထားမိသွားပါတော့တယ်။ဘာလို့လဲဆိုတော့ဦးစိန်တောင်းစကားပြောနေချိန်တွင်ဦးစင်းဝီတာကမြစ်တောင်တစ်ချက်မှမခတ်ပဲစိုက်ကြည့်နေခဲ့လို့ပါပဲ။နောက်တနေ့မနက်ကိုရောက်တော့သူစားတယောက်အိမ်စီမျက်နှာစာမှာထိုင်ရင်ဟိုတွေးစီတွေးနဲ့ဦးစင်းဝီတာစီးတဲ့ကျောင်းစီတို့ရောက်သွားခဲ့တော့တာပေါ့။ထိုအခါတွင်သူစားက အရှင်ဘုရားတပည့်တော်မကိုထွန်းလာနဲ့အမြန်ဆုံးနီးစမ်းအောင်လုပ်ပေးနိုင်ရင်အရှင်ဘုရားတောင်းဆိုတာတပည့်တော်မှာအကုန်လိုက်လျော်ပြီးပါမယ်အရှင်ဘုရားတဘောတူလား သူစားသည်ရုပ်ရည်ကလည်းချုံမောပြီးခန္ဓာကိုယ်ကလည်းတောက်တောက်ဖျက်ဖျောက်ဖြစ်နေတာကြောင့်ဦးစင်းဝိတာလည်းသူပြောသည့်အတိုင်းလက်ခံလိုက်တော့တာပေါ့စားရတဲ့သူကပုံငတ်တယ်ဆိုတဲ့သဘောပါပဲအဲ့လိုနဲ့သူစားသည်ထုံးလိုက်ရဲ့တပ်ပုံကိုယူလာကဦးစင်းဝိတာကိုပေးလိုက်ပါတော့တယ်ဦးစင်းဝိတာလည်းဓာတ်ပုံကိုယူကအောက်လံပညာရက်တွေနဲ့ထုံးလာကိုပြုစားဖို့ခါရမန်တန်တွေရွတ်ဆိုလိုက်ပါတော့တယ်ထို့သူဂါရမန်တန်တွေရွတ်ဆိုပြီးတိတ်မကြခင်မှာပဲကောင်းကင်ကြီးတစ်ခုလုံးအုံမှိုင်းသွားပါမိုးတွေအဆက်မပြတ်ရွာသွန်းနေပါတော့တယ်အဲ့ဒီနောက်ဦးစင်းဝိတာသည်ဆွန်းနဲ့လှုပ်ထားတဲ့ရုပ်တုတစ်ခုကိုဓာတ်ပုံနဲ့အတူတူတွဲရက်ကျမ်းမြင့်ပေါ်တို့ချကအချီချိုပြေချီနှောင်လိုက်တယ်ဗျတစ်ချိန်တည်းမှာပဲထွန်းလာသည်ရေအိုင်တိုင်းရဲ့ဘေးတွင်ငါးထိုင်များနေတော့သူဤနာတဲ့တွင်တယောက်ယောက်ခေါ်တန်ကိုကြားလိုက်ကဆိုင်ကယ်နဲ့ခေါ်တန်စီရနေရစီတို့တွားရောက်ခဲ့တော့တယ်ထိုအချိန်တွင်သူစားသည်ထွန်းလာရဲ့ဆိုင်ငယ်စီမှရဲလိုက်ကအိုးဖះရေသူစားနေဘလူတွေလုံနေတာလဲမတေကောင်းမပြောက်ကောင်းငါဆိုင်ငယ်စီမှလက်ရက်နေရတယ်လို့ တောင်းမှမာတဲ့အကုန်ထွန်းလာ
ကျမအရေးကြီးကိစ္စတစ်ခုကိုသွားဖို့အလင်းလိုနေလို့မမြင်လိုက်တာပါစိတ်မရှိပါနဲ့နော် ထွန်းလာလည်းစိတ်တွေတို့ကသူစာပြောတဲ့စကားကိုနားမထောင်တော့ပဲဆိုင်ကယ်ကိုအမြင်မောင်းထွက်သွားပါတော့တယ်ထွန်းလာထွက်သွားတော့သူစာတရားအခုလိုပဲပြောလိုက်ပါတယ် အခုချိန်မှာတော့ခေါင်းမထားအောင်မို့ကိုထွန်းလိုက်ရနောက်တစ်ချိန်ကျရင်တော့ရှင်ကျမယောက်ျားဖြစ်ကိုဖြစ်ရမယ် ထို့သူပြောပြီးအဲ့ဒီညမှာပဲသူစာဒီအဖွားဖြစ်သူကိုထွန်းလာကသူ့ကိုပြန်မကြိုက်ကြောင်တစ်စက်ကလေးမှဖတ်မလို့ကြောင်ပြောနေတော့ရုတ်တရက်သူစာစိတ်ရိုင်းနေဝင်လာကအဖွားဖြစ်သူကိုဓာတ်နဲ့ထိုးလိုက်ပါတော့တယ်အဖွားဖြစ်သူလဲကျသွားတဲ့အချိန်မှာခန္ဓာကိုယ်ဝမ်းပါရဲ့ဥသိင်းကလေးစားတွေကိုအငမ်းမရစားတောင်းနေတော့တာပေါ့သူစာတရားအဘဲကြောင့်စိတ်ရိုင်းနေဝင်နေတာလဲဆိုတော့တရေခံကဦးစင်းဝိတာကြောင့်ပဲဖြစ်ပါတယ်သူစာကိုခုလို့တွေဖြစ်အောင်ဦးစင်းဝိတာကအနောက်ကနေကြိုးကင်နေခဲလို့ပါပဲဒီတစ်ခါဦးစင်းဝိတာရဲ့ပြစ်မှတ်ကထွန်းလှပဲဖြစ်ပါတယ်သူစာသည်ဖွားရေးကြိုင်ကိုတက်ပြီးခဏကြာမှဦးစိန်တောင်းတို့အိမ်ဘက်ကိုဦးတည်သွားခဲ့တော့တယ်ဦးစိန်တောင်းတို့အိမ်ကိုရောက်တဲ့အချိန်တွင်သူစာသည်သူမကြီးအဖွာဆုံးနေပြီဖြစ်တဲ့အကြောင်းဘယ်သူဘယ်ဝါကတက်သွားလဲဆိုတာမသိတဲ့အကြောင်းကိုပြောဆိုကငိုယူနေခဲ့တော့တယ်ဗျထိုအခါတကြီးဦးစိန်တောင်းက သမီးသူစာငုံမနေပါနဲ့ဒီမှုကိုရွာသူရွာသားတွေခေါ်ပြီးသမီးရဲ့အဖွားကိုဘသူတက်သွားလဲဆိုတာဦးလေးစစ်ဆေးပေးပါမယ်ငုံနဲ့တိတ်တော့နော် အဲ့လိုပြောဆိုပြီးတကြီးဦးစိန်တောင်းသည်သူစာကိုခဏနာယူစီကိုအိမ်ပေါ်သို့ခေါ်လိုက်တော့တယ်ဗျအိမ်ပေါ်ကိုရောက်တော့ခုနကဖြစ်ပျက်မျိုးထပ်ဖြစ်ကသူစာရဲ့ခန္ဓာကိုယ်ထဲသို့ဦးစင်းဝိတာဝင်ပူးပြီးထွန်းလာကိုလည်းပဲညှစ်တော့တာပေါ့ထိုအခါထွန်းလာကသူစာမင်းဘယ်လိုဖြစ်ပြီးငါလက်ဘင်းကိုလာညှစ်နေရတာလဲငါအထင်တော့မင်းကသူစာမဟုတ်တော့ဘူးထင်တယ်မင်းဘသူလဲဆိုတော့ငါ့ကိုမှန်ပြောစမ်း မင်းမမီတော့ဒီကဲခုနှစ်လောက်တော့မှညီမတို့တနက်ပြေးရတယ်အခုမင်းလည်းရောက် အဲ့ဒီလိုပြောနေတော့ထွန်းလာရဲ့ခန္ဓာကိုယ်ကအဆောင်တစ်ခုကြောင့်ဦးစင်းဝိတာဝင်ပူးနေတဲ့သူစာရဲ့ခန္ဓာကိုယ်ထဲကနေအဝေးကိုလွင့်ထွက်သွားကသူစာသည်အချုံနှောင်ကနေလွတ်သွားပါတော့တယ်။ကိုအခါမှာထွန်းလာတယောက်ကြောင်းတောင်ဖြစ်သွားပြီးတတိပြန့်ဝင်လာတဲ့အခါမှာတော့သူအမြဲကိုက်နေကြတနက်ကိုဆွဲယူကဦးစင်းဝိတာရဲ့ဝိညာဉ်ကိုပြစ်လိုက်ပါတော့တယ်။ထွန်းလာရဲ့ကြည်စံချက်တွေကြောင့်ဦးစင်းဝိတာရဲ့ဝမ်းပိုက်ကိုပြန်လဲထိမှန်ကနာကျင်စွာနဲ့ငဲတမပေါင်អော်လိုက်တော့တာပေါ့။အဲ့ဒီအခါမှာတော့ထွန်းလာလည်းသူစာရဲ့လက်ကိုဆွဲကတကြီးဦးစိန်တောင်စီရတော့အလင်းမြန်ပြေးထွက်ခဲ့တော့တယ်ဗျ။ဦးစိန်တောင်စီကိုရောက်တော့ မင်းတို့နှစ်ယောက်ပါလို့အလောက်တော့အလောတကြီးပြေးနေရတာလေ ထိုအခါတွင်သူစာကယခုလိုပဲပြန်ပြောလိုက်ပါတယ် ဦးစင်းဝိတာအနောက်ကနေလိုက်လာလို့ပါတကြီးနောက်ပြီးသူကစွမ်းအားလည်းရမ်းကြီးတယ်အဲ့ဒါကြောင့်သမီးတို့နှစ်ယောက်တကြီးစီအမြန်ပြေးလာရတာပါ သူစာလည်းအဲ့လိုပြောပြီးခဏကြာမှတော့ဦးစင်းဝိတာရဲ့ဝိညာဉ်ကတကြီးနဲ့ရွာသူရွာသားတွေရဲ့အလဲကိုရောက်စီခဲ့တော့တာပေါ့ထိုအခါမှာဦးစင်းဝိတာသည်ကြောင်းမက်ဖွဲ့ကောင်းသောလေတံဖြင့်ဂါထာတစ်ပုဒ်ကိုရွတ်ဆိုနေခဲ့တယ်ဗျထိုဂါထာရွတ်ဆိုပြီးတိတ်မကြပါဘူးတကြီးရဲ့တငယ်ချင်းဦးဖိုးတွန်းရဲ့ခန္ဓာကိုယ်စီသို့ဦးစင်းဝိတာဝင်ပူးလိုက်ပါတော့တယ်ဦးဖိုးထွန်းရဲ့ခန္ဓာကိုယ်ထဲကိုရောက်တော့ဦးစင်းဝိတာသည်တကြီးဦးစိန်တောင်းကိုရန်လောက်ပါတော့တယ်တစ်ချိန်တည်းမှာပဲထွန်းလာသည်အဖေဖြစ်သူအန်ဒီရဲ့ကြားရောက်နေတာကိုတွေးလိုက်ရသဖြင့်လက်ထဲမှာကင်ထားတဲ့တနတ်နဲ့ဦးဖိုးထွန်းကိုဝင်ပူးထားတဲ့ဦးစင်းဝိတာကိုပြစ်လိုက်ပါတော့တယ်ထွန်းလာ၏တနတ်ပြစ်ချက်တွေကြောင့်ဦးစင်းဝိတာတရားဝမ်ပိုက်ကိုပြန်လည်ထိမှန်ကအနာဘော်ဒုတ်ကြသလိုနာကျင်နေတဲ့အချိန်ဦးစိန်တောင်းသည်သူတက်မြောက်ထားတဲ့အထက်လန်ပညာတွေထုတ်သုံးကဂါရမန္တကိုရွတ်ဆိုလိုက်ပါတော့တယ်အဲ့ဒီလိုနဲ့ဂါရမန္တန်တွေရွတ်ဆိုပြီးတိတ်မကြပါဘူးဦးဖိုးထွန်းတယောက်အားနေကမြေပြင်ပေါ်တွင်မှောက်ရမ်းနေထားပြီးတည်ဆုံခဲ့တော့တာပေါ့ဦးဖိုးထွန်းတည်ဆုံသွားတာနဲ့တပြိုင်နက်တည်းဦးစင်းဝိတာရဲ့ဝိညာဉ်လည်းနှီးကုံချုပ်သွားပါတော့တယ်ထိုအခါဦးဖိုးထွန်းရဲ့ကြံစည်နေတဲ့ခန္ဓာကိုမီးတကြိုပေးလိုက်ပြီးမီးဖို့တဲကထွက်လာတဲ့အယိုးပြတွေကိုတော့ရွာထိပ်ကကြောင်းပြက်ကြီးစီမှာမြုံနှံပေးလိုက်ရင်ဇက်လန်ကပြီးဆုံးသွားပါတော့တယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဇက်လန်ကိုကြိုက်နေတဲ့သဘောကျလို့ဆိုရင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လေးနှိပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်